ဒီနေ့19ရက် March လ2025ကျွန်တော်ဒီဘက်တော့ကိုweek ahead ကြိုကြည့်အောင်အဲ့တော့ဒီဘက်ဒီCentral Bank decision นี่အများကြီးလုပ်မဲ့ဘက် very crucial part လို့ကျွန်တော်ကြိုပြီးတော့ပြောချင်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာCentral Bank decision ၄ခုထွက်ဖို့ရှိတယ်၄ခုထဲမှာ3ခုတည် impactful ဖြစ်ဖို့လို့များတယ်အဲ့တော့ကျွန်တော်ပထမဆုံး weekly ဒီ note ကိုအရင်ကြည့်အောင်เนาะအဲ့တော့ဒီတစ်ပတ်ကျွန်တော်တို့မှာFed ရဲ့ Swiss National Bank ရဲ့ Bank of England ရဲ့2022 Bank of Japan ပါထွက်ဖို့ရှိမယ် decision ထွက်ဖို့ရှိမယ်အဲ့ဒီမှာအရေးကြီးဆုံးပါလဲဆို Federal Reserve ရဲ့ interest rate decision ဘာလို့လဲဆိုတော့ဒီတစ်ခေါက်ဒီ March လဖြစ်တဲ့အတွက်ကြောင့် economic projection ပါလာလိမ့်မယ်အဲ့တော့ economic projection ဒီ3လကိုတစ်ခါပါတာဖြစ်တဲ့ကြောင့်3လမြောက်တဲ့ဒီလမှာတစ်ခေါက်ပါလာလိမ့်မယ်အဲ့တော့အဲ့ဒါဒီ market ကိုတကယ် enough ပေးလိမ့်မယ်အဲ့တော့ဒီမနေ့ကျွန်တော်စာပြီးတတိထားမိတာဒီ interest rate decision နဲ့မှာ Federal Reserve ရဲ့ interest rate decision outlook the very much at stable မဖြစ်နိုင်တဲ့အနေအထားပဲပေါ့နော် negative 1500အထိကိုကြာနေကျန်တဲ့ဟာတွေအားလုံးဒီ everything okay I mean everything okay right Federal Reserve တခုတည်းပဲဖြစ်နေတာဒါပထမတော့ကျွန်တော် website error လာလို့ကျွန်တော်ဒီrefinitive မှာတော့ကျွန်တော် refinitive မှာဒီတိုင်းဖြစ်နေတာ so ဒီ data ဒီကျွန်တော်တို့ကိုအရန်ကိုswing ပွဲဖြစ်နေတယ်ည market ပြန်ဖွင့်တော့မှာပဲကျွန်တော်ပြင်ပြီးကြည့်သေးတယ်လို့လို့ဆို this is like abstract data ဖြစ်နေနော်အဲ့တော့ကျွန်တော်တို့ CME Fed Watch ကနေပြီးတော့အရင်ဆုံးUS market တည်တံ့ပေါ့နော် CME Fed Watch ကနေပြီးကျွန်တော်ကြည့်အောင် CME Fed Watch ဒီနေ့အတွက်လက်ရှိဒီနေ့ market အတွက်ကိုကျွန်တော်တို့ update မဖြစ်တော့သေးဘူးဒါပေမဲ့ overall probability ဒီကျွန်တော်သိပြီးသားဒီတစ်ပတ်မှာ rate ဒီ hold မယ်ဆိုတာကိုကျွန်တော်တို့သိပြီးသားနော်အဲ့တော့425 to 450ဒီလက်ရှိ current rate ဖြစ်တဲ့ current rate ပါပဲ hold မယ်အဲ့တော့ probability outlook ကိုကြည့်မယ်ဆိုလို့ရှိရင် probability outlook ဒီမှာ18ရက်နေ့မှာsorry 6လပိုင်း18မှာပထမဆုံးစာပြီး cut မယ်နော်2 cut 3 cut 3 cut market ဒီ3 cut ပြောင်းမှထားတယ်လက်ရှိ6လပိုင်းမှာတိုင်းရင်အထီကို market ဒီမသွားဘူးဒါပေမဲ့ကျွန်တော်သတိထားရမှာကပါလဲဆိုတော့ economy outlook ဆိုတာဘာနဲ့ပြောလဲဆိုတော့ GDP expectation နဲ့ပြောတယ်เนาะအဲ့တော့ GDP expectation ကပို့ပြီးတော့ market ကအခုချိန်မှာ interest rate ဘယ်လိုသွားမလဲဆိုတာထက်ကို GDP expectation ဘယ်လိုသွားမလဲဆိုတာပို့ပြီးတော့ညမှန်းနေကြတယ်ပို့ပြီးတော့ closely watch ဘာကြောင့်မို့လို့လဲဆိုတော့ပြီးခဲ့တဲ့ဘက်က CPI data ထွက်လာပြီးတဲ့နောက်ပိုင်းမှာအရင်ဆုံးပထမဆုံးစပြီးတော့ပေါ့နော်ကတ်တာကတော့ Moody ကနေစပြီးတော့ကတ်တယ်အဲ့တော့ rating agency တွေရောနောက်ပြီးတော့ဒီ Goldman Sachs ကိုပေါ့နော် institutional player တွေရောဒီနှစ်မှာ US ရဲ့ economy ဒီပို့ပြီးတော့ညံ့လာလိမ့်မယ်လို့မျှော်မှန်းတယ်ဒါပေမဲ့တစ်ဖက်မှာကFederal Reserve ဘက်ကပေါ့နော်ဒီ FOMC member တွေကထုတ်ပြောထားတာဒီ GDP ဒီအလောက်ကြီးမဆိုးဝါးလာပါဘူးလို့ပြောထားတယ်အဲ့တော့ဘယ်သူမှန်မလဲဆိုတော့ကျွန်တော်မသိဘူးဘာဖြစ်လို့ FOMC ကိုယုံကြည်မှုနည်းလာလို့ဒါ rating agency နှစ်ခုပေါ့နော်လက်ရှိမှာ Moody နဲ့ကျွန်တော် Moody နဲ့ S&P လာမသိဘူးStandard Poor's နဲ့ဖြစ်လိမ့်မယ်economy ဒီ outlook ဒီ negative outlook နဲ့ကျွန်တော်ပြနေတယ်အဲ့တော့ဒီတစ်ခေါက်မှာ short term interest rate stock market ကနေ expect full rate cut in 3 full rate cut in this year 3 full rate cut ဆိုတာ75 basis point ခုနကျွန်တော်ပြခဲ့တဲ့အတိုင်း75 basis point ကိုတို့မှတ်ထားတယ်ဒါပေမဲ့ Fed ကဒီထက်ပိုပြီးတော့ steeper cut ဖြစ်နိုင်တာ what does it mean steeper cut ဆိုတာဒီmarket ခုနကတော့ကျွန်တော်ပြသလိုပေါ့နော်ဒီလိုမျိုးexpectation တွေဒီစပြီးဝင်လာတာဒီ market မှာ is not good steeper cut ဒီဘာကိုပြောလဲဆိုတော့ဟိုမှာ25 basis point 3 က cut မယ်လို့မျှော်မှန်းထားရင်25တခါ50တခါ25တခါ100 basis point cut ဖြစ်သွားတာမျိုးအဲ့ဒါမျိုး steeper cut လို့ပြောတယ်ဒီ graph line ကြောင့်ဒီပို့ပြီးတော့စောက်နဲ့လာတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် market ဒီအရန်ကိုမှ investor တွေရဲ့ confidence ဒီအရန်ကိုပျောက်သွားတယ်တခါတလေမှာ1 or 2 year လောက်အထိကို market ကို percent inflow ပြန်မဝင်လာတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ speculative market ဒီ investor တွေရဲ့ stability ပေါ်မှာအများကြီးမူတည်ပြီးနေရတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီဒါဒီ very big outlook လို့ကျွန်တော်ပြောလို့ရတယ်เนาะဒီ projection outlook ဒီ very big outlook လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ market moving potential ကျွန်တော်မှာဒီ event မှာ strong market moving potential ရှိ
particularly US dollar pair gold equity market okay အဲ့တော့ see the live risk event expectation for the time of the meeting ကျွန်တော်တို့အဲ့ဒီနားနီးတဲ့အခါကျရင်ကျွန်တော်တို့ထပ်ပြီးတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ထပ်ပြောမယ်နော်အဲ့တော့နောက်တစ်ခုကကျွန်တော် Swiss National Bank ရဲ့ interest rate ဒီလေနောက်တစ်ရက်မှာထွက်မယ်အဲ့တော့ကြာသပတေးနေ့ညနေ3နာရီခွဲမှာထွက်မယ်အဲ့တော့ Swiss National Bank ကဟာကဘာကြောင့်မို့လို့အရေးပါတာလဲ S&P ဒီလက်ရှိမှာ BOJ ရဲ့ခန်းကဏ္ဍပေါ့နော် BOJ ဒီ safe haven asset ကဏ္ဍမှာတော်တော်လေးကိုနေရာရထားဖြစ်တယ် S&P ဒီလည်းနေရာရလာမယ်လို့မျှော်မှန်းနေ S&P ဒီ safe haven asset ဖြစ်ရတာကိုသိပြီးတော့မှသဘောမကျလာဘူးသူ့ရဲ့ currency မှားတာကိုသူသဘောမကျလာဘူးအဲ့တော့ကြောင့် S&P အနေနဲ့ဘယ်လိုမျိုးလုပ်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ဖို့လိုတယ်အဲ့တော့ Swiss National Bank က recently dismissed expectation of the negative interest rate အရင်ကတော့မကတ်ထားဘူး but the question is this week is whether this signal a shift in the stance ဘယ်လိုမျိုး stance တော့မလဲအဲ့တော့ stance ဆိုတာပါလား hawkish stance လား dovish stance လားဘယ်ဘက်ကိုရိမလဲဆိုတာကိုသူတို့ဒီဘက်မှာပေးလိမ့်မယ်အဲ့တော့ Swiss inflation focus remain at 0.2 to 0.3% aligning with the S&P December projection တော့သူတို့ 0.2 to 0.3 ဆိုပြီးတော့သူတို့ဒီ range နဲ့သတ်မှတ်တယ်အဲ့တော့ပုံမှန်အပြင် Swiss National Bank 0.3% ကိုသူတို့ဒီ target ထားလိရှိတယ်ဒါပေမဲ့ 0.2 အထိကိုနဲ့ဆင်းတက်တယ်အဲ့တော့2 to 3မှာသူတို့ထားတယ်stock market no longer price in negative interest rate but if the S&P hint that the future easing it will be weakened Swiss franc significantly အဲ့တော့ဒီမှာကျွန်တော်သိရမှာကဘာလဲဆိုတော့ Swiss National Bank က Swiss franc ကိုပျော့စေခြင်းလားမပျော့စေခြင်းလားဆိုတာကိုဒီတစ်ခါမှ language နဲ့ hint လုပ်လိမ့်မယ် okay အဲ့တော့ဒီကထွက်လာတဲ့အစီမှာနောက်တစ်ချိန်နေမှာတော့ငါတို့ကပြောတော့မယ်နော်ဆိုတဲ့ language မျိုး hint လို့ရှိရင် Swiss franc ဒီပြောလာလိမ့်မယ် Swiss franc ပြောတာဒီ Swiss National Bank ရဲ့ one of the agenda ဖြစ်နေတယ်ဒါကိုကျွန်တော်သိဖို့လိုတယ်တကယ်လို့ Swiss National Bank ကနေပြီးတော့ပေါ့နော် negative rate ပို့ပြီးတော့ cut အောင်မယ်ဆိုတဲ့ဟာမျိုးကိုပြရတယ်ဆိုရင် expect လောက်အောင်မှာ Swiss franc ပြောလာလိမ့်မယ်လို့ expect လောက်ရလိမ့်မယ်အဲ့တော့ neutral stance မှာရှိမယ်ဆိုလို့ရှိရင်folder တွေပဲကျန်တာဘာမှမဖြစ်နိုင်ဘူးအဲ့တော့လောလောဆယ်မှာ Swiss franc ဒီမိုင်းမှာမမိုင်း sorry တန်မတန်ပြောပဲမာစရာရေလို့သိပြီးတော့မမြင်ဘူး okay အဲ့တော့နောက်ဆုံးနံပါတ်3တတိယတစ်ခုကပါလဲဆို BOE ရဲ့ interest rate decision လောလောဆယ်မှာ Bank of England ရဲ့ဟာထက်ကိုအပြင်က geopolitical situation ကြောင့် GBP ဒီ positive side ဘက်ကိုသွားနေတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာ rate decision ဝယ်ပြီး driven by growth concern and inflation dynamic အဲ့တော့ growth concern က BOE အတွက် growth concern ဒီဘယ်လောက်ကြီးနိုင်လဲအဲ့တော့ UK ရဲ့ economy အခြေအနေ UK economy အခြေအနေဒီအတက်အကျအရန်ကျန်းနေတဲ့အခြေအနေမှာရှိတယ်နောက်ပြီးတော့အခုစစ်ပွဲတွေကိုတကယ်လို့သူတို့ကဝင်ပြီးတော့ပါမယ်ဆိုတာမျိုးပြောတယ်ဆိုလို့ရှိရင်ပို့ပြီးတော့လူတွေ expectation တွေအကြဘက်ကိုပို့ပြီးသွားနိုင်တယ်ဒါပေမဲ့စစ်ပွဲတွေကိုသူတို့ဝင်ပါမယ်လို့တော့အခုတည်းကဘာမှတော့မပြောထားသေးဘူးဒါပေမဲ့ concern တော့ရှိနေတယ် okay အဲ့တော့ GDP growth focus will be the key to focus ဒီတစ်ခါမှသူလဲ focus လာလိမ့်မယ်ဒါပေမဲ့သူ focus ကြီးအဲ့လောက်ကြီးပါဟို market ကတိတ်ပြီးတော့ပြီးတယ်တော့မဟုတ်လားဘူးအလေးပြီးတယ်တော့မဟုတ်လားဘူးlikelihood of the multiple rate cut this year ဒီနှစ်ထဲမှာအကြိမ်များ rate cut ဖို့လို့ပို့ပြီးမြင်နေအဲ့တော့ကြာ BOE Bank of England okay အဲ့တော့ Bank of England ဒီနှစ်ထဲမှာ May တစ်ခေါက်ရှိမယ် June တစ်ခေါက်ရှိမယ် August September November December ဇက်တိုက် cut မယ်လို့ market ကမျှော်မှန်းထားတယ်အနည်းဆုံးတော့ကျွန်တော်တို့အခုတမကြည့်မှာဆိုရင် 4.5 target ကနေပြီးတော့ဆိုလို့ရှိရင် 4.25 1 2 3 4 cut ကျွန်တော်တို့အနည်းဆုံးမျှော်မှန်းလို့ရမယ်နော်focus မျှော်မှန်းလို့ရမယ်ဒါပေမဲ့သူဒီ maybe 0.1 ပဲကတ်ကောင်းလဲကတ်မယ်fed လို့မျိုးတစ်ချိန်လုံး35 base 1ကတ်တာမဟုတ်ဘူးအဲ့တော့ smaller cut တွေများအချိန်များပေးကောင်းပေးနိုင်တယ် so တကယ်လို့များပေါ့နော် BOE က Catherine Mann stance will be important where she maintain her push for a 50 basis point rate cut or does she shift to the more measurable approach အဲ့တော့ measurable approach ဆိုတာဘာလဲဆိုတော့အခြေအနေကြည့်ပြီးလှုပ်ရှားတဲ့ဘက်ကိုသွားမှာလားသူလက်ရှိသွားနေတဲ့အတိုင်းပဲ man ဆိုတာဒီသူ့ရဲ့ governor ဟိုပါပေါ့ BOE governor ပေါ့နော်သူက50 basis point cut ကိုဆက်ပြီးတော့တိုးမှာလားဆိုတာအဲ့ဒါကိုကျွန်တော်ကြည့်ဖို့လိုတယ်UK economy က yes under the pressure and dovish
could accelerate expectation for earlier POE cut leading than GBP weakness အဲ့တော့လက်ရှိဖြစ်နေတဲ့ macro ရဲ့အခြေအနေကနေပြီးတော့ပြောင်းပြန်သွားပြီးတော့ UK ရဲ့ GBP ဒီ weakness ကိုပြန်ပြီးတော့ကျော်လာနိုင်တယ်အဲ့တော့ UK က GBP က weakness ကိုကျော်လာမှာဆို US ကဘာဖြစ်စရာရှိလို့ဘာမှဖြစ်စရာမရှိဘူး so market ဒီဘယ်သူပိုဆိုးလဲဆိုတာပြန်မဲ့အနေထားမျိုးမှာကျွန်တော်တို့ဒီ choppy market ကိုတွေ့ရနိုင်တယ်ဒါမှမဟုတ်လို့ရှိရင် extremely volatile market ကိုတွေ့ရနိုင်တယ် okay အဲ့တော့ choppy market ဒီလည်းပြောရမှာဆိုကျွန်တော်တို့ trade ဖို့လုပ်ခက်ခဲ့တယ် extreme volatile market ပိုဆိုးတယ်ဒီအချိန်တွေမှာကျွန်တော်တို့ဒီဘာလုပ်တင်လဲလုံးဝ intraday မှာ safe ရရင် trade safe မရလို့ရှိရင်ငေါတို့ထိုင်နေတာဒီပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ like short term trade လေးတွေကတော့ကျွန်တော်တို့ကိုပေးနေမှာပဲအဲ့တော့အဲ့ဒါကိုပဲရအောင်ကျွန်တော်တို့မိအောင်လို့ပို့ပြီးတော့ iron side ပြီးတော့သွားဖို့လိုတယ် longer term trade တွေမှာ holding position တွေဒီပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သိပြီးတော့အားမကောင်းလာဘူး okay macro ကလည်းပြက်သားရဲလို့မရှိလာဘူး macro ကပြက်သားသည့်တိုင်အောင်တော့မှ central bank ရဲ့ decision တွေဒီမပြက်သားနေဘူး okay အဲ့တော့ဘာဖြစ်မလဲဆိုတာစောင့်ကြည့်ရမယ်ဆိုတဲ့အချိန်မျိုးမှာကျွန်တော်မ trade ပဲထိုင်နေလို့မရတာ right အဲ့တော့မ trade ပဲထိုင်နေလို့ရတဲ့နေ့ဆိုတော့ရတယ်ပေါ့မရတဲ့နေ့ဆိုရင်တော့ဟိုတစ်ပတ်လုံးတော့ကို trade နဲ့ trade လောက်တော့ရှာရမယ်ဆိုရင်တော့လေနည်းနည်းတော့ပို့ပြီးအားဆိုင်ရမယ်လို့ကျွန်တော်မြင်တယ် so summary လောက်အောင်နော် summary လောက်လို့ရှိရင် Federal Reserve ကပါလေ dovish Fed ဆိုလို့ရှိရင် expected further USD weakness hawkish Fed ဒါကျွန်တော်သိပြီးသားအဲ့တော့ Swiss National Bank ကဘာလုပ်မလဲ negative rate ကတော့ကို hint ပေးတယ်ဆိုရင် CHF Swiss franc က weakness natural stance ပါပဲရှိမယ်ဆိုလို့ရှိရင် limited reaction ဘာမှဖြစ်မှာမဟုတ်ဘူးအဲ့တော့သူအတွက် trade idea ဒီပါလေ negative rate အတွက်ကိုသူပေးလာပေါ့နော်စကားပြောလာအဲ့တော့စကားပြောတဲ့ဟာတွေကlive လာနေတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်ကြည့်ရမှာဒီသူအနေနဲ့ရှေ့လျှောက်မှာပို့ပြီးပြောမယ်ဘက်ကိုသူမျှော်မှန်းလာဆိုတာပဲကျွန်တော်ကြည့်ဖို့လိုတယ်အဲ့တော့ Bank of England dovish guidance ဆိုတဲ့ USD GBP weakness balance outlook ဖြစ်တယ်ဆိုလို့ရှိရင်ခဏတာပြန်ပြီးတက်လာမယ်ဒါပေမဲ့ overall ကျွန်တော်ပြောချင်တာပါတယ် GBP ရဲ့ overall stance ပြောင်းလာနိုင်တယ် overall သွားနေတဲ့ trend ဒီnegative weakness ဘက်ကိုပို့ပြီးတော့တွေ့ရနိုင်တယ်နော်အဲ့တော့ Fed ရဲ့ meeting ကရောဘယ်လိုရှိလဲကြည့်အောင် Fed ရဲ့ FOMC Open Committee ရဲ့ meeting calendar နော် okay အဲ့တော့ meeting calendar မှာကြည့်မယ်ဆိုရင်2024မှာနောက်ဆုံးဒီမှာ December မှာ projection ပေးသွားတယ်အဲ့တော့ဒီ projection material ပြီးရင်ကျွန်တော်ကြည့်မယ်အခု2000နဲ့မှာ25ရောက်လာပြီ25ရောက်လာပြီဆိုတော့ January မှာဘာမှမပေးပါဘူး March လ meeting မှာဒီမှာလို့လည်း projection material ပေးလိုက်မယ်အဲ့တော့ projection material တချို့လည်းတော်များများလည်းသိပြီးသားဖြစ်ပါလိမ့်မယ်မသိရလို့တော့လည်းကျွန်တော်ကြည့်အောင်ဒါ projection material PDF နဲ့ကျွန်တော်ပြနော်အဲ့တော့ projection material ဒီပုံမှန်အဖြစ်ဒီလိုမျိုးပုံစံလာတယ်အဲ့တော့အကြီးကြီးဆုံးဒီပါလဲ horizontal ကွက်အဲ့တော့ expectation တွေကဘယ်ကိုသွားမလဲအဲ့တော့ GDP real GDP သွားမယ် unemployment rate သွားမယ် PCE inflation core PCE inflation အဲ့တော့ longer run view ကဘယ်ကိုသွားမလဲဆိုတာရှိမယ်နောက်တစ်ခုကကျွန်တော်တို့ခဏအောင်ပါဒီ top plot ပေါ့နော် top plot ဒီ longer term မှာဘယ်အထိကိုကတ်မလဲအဲ့တော့ဒီနှစ်ထဲမှာ2025မှာ median တန်းဒီ 4% အောက်ကိုဖြတ်ထားတဲ့အတွက်ကြောင့်နှစ်ကြိမ်လို့ Fed ကပြောခဲ့တယ်ပြီးခဲ့ခေါက်ကဒါပေမဲ့ market ဒီလောလောဆယ်3ချိန် rate cut ကိုပြောပါတယ်ဆိုတော့က market ရဲ့expectation 3.5 level ကိုဆင်လာဖို့များတယ်အဲ့တော့အဲ့ဒီဥစ္စာ live ဖြစ်လာဆိုတာနံပါတ်1ကျွန်တော်တို့ top plot ကြည့်ဖို့လိုတယ် top plot ကြည့်တဲ့ video ကျွန်တော်တတ်ပေးထားပြီလားနော် top plot ကြည့်ဖို့လိုတယ်နောက်တစ်ခုက GDP expectation ဒီအခုဒါ2024ပြ2025 GDP expectation ဒီတက်လာကျသွားလားပိုပြီးကျလာတယ်ဆိုလို့ရှိရင် Fed ကိုယ်တိုင်ကလည်း expectation ကို short တယ်ဆိုလို့ရှိရင် market ဒီပို့ပြီးတော့ negative outlook ပိုမြင်နေအဲ့အတွက်ကြောင့် bear market ဒီပို့ပြီးတော့ဖြစ်နိုင်ခြေပိုများသွားလိမ့်မယ် bear market ဖြစ်မယ်လို့ဒါတွေပြောမှမဟုတ်တာဖြစ်နိုင်ခြေပိုများသွားလိမ့်မယ် Fed ကိုယ်တိုင်က unemployment အလုံးလက်မဲ့တော့အရင်တက်ဖို့လို့မမျှော်လင့်ထားဘူး 4% 4.25 ချားမှာပဲရှိဖို့လို့ပို့ပြီးမျှော်လင့်ထားတယ်အဲ့တော့ကြည့်အောင် unemployment rate ရဲ့2025 unemployment rate ဒီ 4.3% မှာ on average နဲ့ပြီးလိမ့်မယ်နော် September projection တော့ 4.4 ကနေ 4.3 အဲ့တော့ Fed ကအကောင်းကိုမြင်နေတာအဲ့ဒါကနည်းနည်းပြဿနာရှိတယ် Fed ကအကောင်းမြင်ပြီးတော့ market ကအဆိုးမြင်လို့ရှိရင် market ဒီသူ့ဘက်ကလိုက်ကိုယ့်ဘက်သူလိုက်နေအဲ့မှာ
တိုင်ပတ်နိုင်တယ်နော်ကျန်တဲ့ inflation သိပ်ပြီးတော့အရင်မှလောလောဆယ်မှာဘယ်လိုကော inflation နဲ့ပတ်သက်ပြီးတော့သိပ်ပြီးတော့မှ concern မရှိလာဘူးဘာလို့ဆို inflation ဒီကျလာတယ်ဆိုတာကျွန်တော်တွေ့တယ် set လဲကျနေအောင်မယ်လို့တော်တော်များများမျှော်မှန်းထားတယ်အထူးသဖြင့် institutional player တွေတော်တော်များများဒီ inflation ဒီပြန်ပြီးတော့ငြိမ်လိမ့်မယ်လို့မျှော်မှန်းထားတယ်ဒါပေမဲ့ inflation ငြိမ်ရင်မငြိမ်ရင်ထက်ကို Fed ရဲ့ဘယ်လောက်တော့မှသူတို့အကောင်းမြင်နေလဲဘယ်လောက်အဆိုးမြင်နေလဲဆိုတာဒီတစ်ခါမှ GDP ဒီအရေးပါတယ်အောက်လို့ဖြစ်လိမ့်မယ် okay နောက်တစ်ခုကတော့ Bank of Japan ပေါ့နော်19ရက်နေ့မှာရှိမယ်ဒါပေမဲ့သူက hold မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဘာမှtrade ဖို့လို့ဘာမှသိပြီးတော့မရှိလာဘူးအဲ့တော့ Swiss National Bank 25 basis point cut ကိုကျွန်တော်မျှော်မှန်းထားတယ်နော်ပြင်ပြတာ summary ပြန်လို့ရင် Bank of Japan hold လိမ့်မယ်စဉ်းစားကြမလို့ Bank of England ကို Federal Reserve ကိုနောက်ကိုလို့လဲ hold လိမ့်မယ်အဲ့တော့ pricing ကလည်းပြီးနေပါပြီအဲ့တော့ဘာမှသိပြီးတော့ဒီရပုံမှာပေါ့နော် trade ဖို့လို့ရလို့သိမရှိလာဘူးဒါပေမဲ့အခြေအနေကိုကျွန်တော်သိစေချင်တာ so ဒီဘက်တော့ကိုFederal လို့ကြည့်မှဆိုလို့ရှိရင်speech တွေတော်တော်များတယ် speech တော်တော်များတာဖြစ်တဲ့အတွက်သူတို့ရဲ့စကားပုံမှာမူတည်ပြီးတော့ဖြစ်နေတိုင်းဖြစ်နေတိုင်းတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးပိုပြီးတော့မြင့်တဲ့ time frame မှာ trade စီခြင်းတယ်ကျွန်တော်ပြောအမှ like 4 hour 15 minute လို့မျိုးမှာ CFD မှာဆို4 hour 15 minute လို့မှာ trade စီရင် CFD မှာလုံးဝဟိုအောက်ကအသေးလေး time frame အသေးလေး like 1 minute လို့ time frame မျိုးမှာလုံးဝမ trade မိပါစေနဲ့ဒီတစ်ပတ်မှာ1 hour time frame ဒီလုံးဝအလုပ်ဖြစ်ဖို့လို့ chance အရင်နေတယ် okay sorry 1 minute time frame ဒီ chance အရင်နေတယ် like အနည်းဆုံး5 minute time frame ဒီနောက်ဆုံးဆင်းလို့ရတယ်ဟာပဲအဲ့ထက်ပို့ပြီးတော့ဆင်းလို့ရှိရင် market ဒီဖတ်လို့ရမှာမဟုတ်ဘူးဘာလို့ candle ဒီ extreme volatile candle ဖြစ်နေမယ်အဲ့တော့ကျွန်တော်အကြံပေးရင်တော့တကယ် CFD trader ဆိုfor 15 minute ဒါပေါ်ဝင်1 hour 5 minute လို့မှာ trade ပါเนาะfuture trader တွေ1 hour 5 minute ဒါပေါ် range channel 15 range channel trade ပါဘာလို့လဲဆိုတော့အရန်ဆင်းလို့ရှိရင်လူဒီစိတ်ပင်ပန်းပြီးတော့ဘေးမှာမရောက်တဲ့အပတ်ဖြစ်သွားနိုင်တယ် so ကျွန်တော်တို့တစ်ပတ်လုံးစားအတွက် generalization ကြည့်အောင်အရေးကြီးတဲ့ဟာလောက်ပဲကြည့်မယ်နော်အဲ့တော့အရေးကြီးတဲ့ဟာတွေဒီဘာတွေရှိလဲပထမဆုံးဒီနေ့ Monday မှာဆိုလို့ရှိရင်ညဘက်ထွက်မဲ့ retail sale data ရှိတယ်အဲ့တော့ဒီနေ့ည retail sale data ဒီ positive side ဘက်ကိုကြည့်ထားတယ်အဲ့တော့ US dollar ကို positive side ဘက်ကိုနည်းနည်းသွားလိမ့်မယ်ပြီးတော့နောက်ထပ်ပေါ့ပါရှိလဲ US dollar ဒီကြားထဲမှာဘာမှအရေးကြီး data ထွက်ကြမလို့ပထမဆုံးထွက်မှာဒီ FOMC ဒီကျွန်တော်တို့တန်တီးဖြစ်ပြီးသားဒါဟုတ်လဲကျွန်တော်တို့ဒီပြောမှဆို trade ဖို့လို့ major idea ရဲ့လို့မရှိဘူးဒီတစ်ပတ်ထဲမှာ US dollar ဒီနေ့ retail sale ပြီးသွားလို့ရှိရင်hard data ပြီးတော့လို့ပြောလို့ရတယ်ကျန်တာ jobless claim တို့ပါတော့ဒီအလောက်ကြီး market ကတိတ်ပြီးတော့ focus ထားမှမထင်ဘူးနော်နောက်တစ်ခုက Canada inflation data ထွက်ဖို့ရှိတယ်မနက်ဖြန်မှာအဲ့တော့ Canada inflation ဒီ still range ထဲမှာပဲ bounce range ထဲမှာပဲရှိလိမ့်မယ် Canada inflation နဲ့ပတ်သက်ပြီးတော့အထူးတလဲ market ကမျှော်မှန်းထားတာမရှိဘူးဒါပေမဲ့နေ့လယ်ဘက်မှာ euro Zoo economic index ရှိတယ်အဲ့တော့ Zoo ကကောင်းလာမယ်လို့မျှော်မှန်းထားတယ်အဲ့တော့ maximum လောက်အထိလည်းကောင်းလာစရာလို့မရှိဘူးဒါပေမဲ့ကောင်းလာမယ်ဆိုမျှော်မှန်းချက်နဲ့အကောင်းဘက်ကိုသွားလိမ့်မယ်အဲ့တော့ဒီနှစ်ခုကိုပဲပြန်စဉ်းစားကြည့်အောင်ပါ USD က reduce က overall ပြန်ပြီးတော့ recover ပြန်ဖြစ်လာလိမ့်မယ်ဆိုတဲ့ဘက်မှာရှိတယ်ဒါပေမဲ့ year over year မှာကကျလာမယ်မနေ့ဖန်ကZoo economic index ကတက်လာမယ်လို့မျှော်မှန်းနေဆိုလို့ရှိရင် probably US dollar euro a little bit ကျွန်တော်တို့ upside ကိုဆိုပါမှမျှော်မှန်းလို့ရနိုင်တယ်ပြီးတော့ဒီနေ့ဒီကြောက်ဖို့ကောင်းတယ်ကြာတော့ပတိနေ့ပေါ့နော်တက်နိုင်ကြာတော့ပတိနေ့မှာလုံးဝposition ပေါ့နော် position build လုပ်ပြီးတော့နေ့တော့လောက်အနည်းဆုံးထားနိုင်တယ်2 session လောက်ထားနိုင်တယ်ဆိုလို့ရှိရင် trade ပါ otherwise short term trade တွေအရင်အနေများတယ်နော်အဲ့ထက်မှဆိုဒီထားပြီးတော့ Australia က employment data ထွက်မယ်အဲ့တော့ risk on risk of currency တွေအကုန်လုံးကခွာပြီးတော့ဒီနေ့မှာအနေရှိတယ်နော်အဲ့တော့ဒီတစ်ပတ်major outlook ကတော့ဘာလဲဆိုတော့ trade ဖို့လို့ data test listen လုပ်ရမှာပေါ့နော် follow up လုပ်ရမယ့် data တွေများတယ်အဲ့တော့ projection ကျွန်တော်တို့ကကြိုပြီးတော့တက်မယ်ကြမယ်လို့မှန်းတာထက်စားလို့ရှိရင်ဖြစ်လာတဲ့အခြေအနေပေါ်မှာပူတည်ပြီးတော့နည်းနည်းလိုက်ပြီးတော့ကစားရမယ်အဲ့တော့ technical analysis တွေဒီတစ်ပတ်မှာ major role ကသွားလိမ့်မယ်
အဲ့တော့ technical analysis နဲ့ပဲ trade ဖို့လို့လားဆိုတော့လေအဲ့လိုလည်းမဟုတ်ပြန်ဘူးကျွန်တော်တို့ macro ကိုကျွန်တော်ကြည့်မယ် macro ကပေးလာတဲ့ဟာနဲ့ technical နဲ့ကြိုက်လာကြိုက်ရင်ဝင်မယ်မကြိုက်ရင်နောက်ဆုံးမယ်တကယ်လို့ technical only တည်တဲ့နဲ့ကျွန်တော်တို့ဝင်မယ်ဆိုလို့ရှင်ဘာလုပ်မလဲနည်းနည်းလေး higher time frame ကိုပြောင်းပြီးဝင်မယ် lower time frame မှာကျွန်တော်ထပ်ကတတိပေးနေတာဒီနေ့လက်ကမဟုတ်ဘူး1 minute လို့ time frame မျိုးမှာလုံးဝဝင်ပြီးတော့scalping မရိုက်နေဘာလို့လဲဆိုတော့ရဝါရင်တော့ congratulation ပေါ့နော်မရဘူးအနေနဲ့များတယ်အဲ့တော့အဲ့ risk ကိုကျွန်တော်နားလည်စေချင်တယ်နည်းနည်းလေးပို့ပြီးတော့ higher time frame မှာသွားပြီးတော့ good trade cash လို့ရနိုင်ပါတယ်ဒီတစ်ပတ်မှာနော် so ကျွန်တော် chat စာပြီးကြည့်အောင် chat မကြည့်ခင်မှာကျွန်တော် macro outlook လေးကျွန်တော်ပြချင်တယ်နော်အဲ့တော့ macro outlook မှာကြည့်ရတော့ဒီဟာတွေအကုန်လုံးဒီ S&P နဲ့ Nasdaq တွေက positive trend နေပြီးတော့ Dow Jones နဲ့ Russell နဲ့က negative trend နေတယ်ဒါဒီ market ဘာပြောလဲ market ဒီ bottom နားကိုနီးနေပြီဆိုတာကိုကျွန်တော်တို့ပြောတယ် okay လောလောဆယ်မှာပေါ့နော်ခဏတာရေတိုမှာကျွန်တော်တို့like bottom ကတ်နေတယ်လို့ပြောလို့ရတယ် bottom ပြီးခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကတ်နေလည်းဖြစ်အောင်ဖြစ်နိုင်တယ် bottom zone နားကိုရောက်နေတဲ့အချိန်မှာဒီလိုမျိုးsign မျိုးကျွန်တော်တို့ပြလို့ရှိတယ်အဲ့တော့ Euro British pound မာနေတယ်ဒေါ်လာကျနေတယ် yes လက်ရှိဖြစ်နေတဲ့အဖြစ်ပြအောက်လောက်ကလည်းဒီပုံစံတိုင်းပဲသွားနေတယ် Swiss franc ကမာနေတာဒီ I don't really like အဲ့တော့ Swiss franc နဲ့ yen နဲ့မာနေပြီးတော့ဒေါ်လာကျနေတာဒီဒါဒီပြောရမယ်ဆိုလို့ရှိရင် risk on reserve မှာလည်း guide နေဘူးအဲ့တော့အခြေအနေအကုန်လုံးဒီပြောရမယ်ဆိုအရင် short trade နေတဲ့အခြေအနေမှာရှိတယ်ကိုကျွန်တော်အောက်လို့ဒီဆက်ပြီးတော့ still bullish မှာပဲရှိတယ်အဲ့တော့ချက်ကိုစပြီးကြည့်အောင် okay အဲ့တော့ကို future price 3000ကိုထိခဲ့ပြီးပြီ a little bit pullback လာတင်လား yes of course လာတင်နေဒါပေမဲ့အများကြီး expectation မထားစေချင်ဘူး2980ပတ်ချလေဒီကျွန်တော်တို့နောက်ထပ်ဖာရပြောင်းလာနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ go price 3000ဒီ is very easy to achieve အနေနဲ့ရောက်သွားခဲ့တာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကြည့်နော် fire sell off ကို blow off လုပ်မြန်ရောက်သွားခဲ့တာအဲ့တော့ပြန်လာတဲ့ဆိုလို့ရှိရင် buyer ဒီနောက်ထပ်ပြန်ပြီးတော့အများကြီးသူ drawback ထဲမှာနေမှာမဟုတ်ဘူး buyer ဒီပြန်ပြီးတော့ထပ်ပြီးတော့တော့တင်ဖို့လို့စူးစမ်းလိုက်မယ်အဲ့တော့ကြားထဲမှာဒီလိုမျိုးလေးတွေပေါ့နော်ကြားလာတာနဲ့ကိုကတော့သွားပြီးဟေးဟိုးအောက်ကိုပြန်ကြားတော့မှာဆိုပြီးတော့ဝင်တဲ့သူတွေဒီဒုက္ခအရင်များတယ် so တတိထားပါအမှားမခံပါနဲ့ကိုက information မရှိလို့ဖြစ်တာဆိုရင်ခံထားတယ် information လည်းရှိရတာနဲ့တေချာဒီဥစ္စာကိုနားလည်အောင်မလုပ်လို့ဆွတ်ဆက်ပြီးတော့ဝင်တာဆိုလို့ရှိရင်အဲ့ဒါဒီမကောင်းနော်အဲ့ဒါဒီတတိထားစီခြင်းနဲ့ goal outlook ဒီ positive outlook ပါပဲဆက်ပြီးတော့ထားတာပေးပါအဲ့တော့ ES နဲ့ NQ နဲ့ကြည့်အောင်နော်ကျွန်တော်တို့ monthly အစားကြည့်မယ် monthly ချက်မှာကြည့်အောင် ES ဒီလာဒီအစုပ်ပြတ်ဆုံးတော့ပြီးခဲ့တဲ့ကာလတွေမှာကြည့်မယ်အစုပ်ပြတ်ဆုံးတော့လာမှာဖြစ်နေတဲ့ index ကြီးနော်အဲ့တော့ Trump ရဲ့ administration ဒီပြောရမယ်ဆိုလို့ရှိရင်တကယ်တမ်းကြီးပေါ့နော် market က expect လုပ်ထားတယ်လို့ဖြစ်မနေဘူးဆိုတော့ကျွန်တော်သိရတယ်ဒါပေမဲ့ဒီအောက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဒါဒီ last tip ပေါ့နော်ပြီးခဲ့တဲ့ August last tip ပြီးတော့ September October ပုံမှန်အရင် October ကနေပြီးတော့တလနောက်ဆိုပြီးတော့ November တက်တယ်ပြီးတော့အခုပြန်ကြတယ်ဆိုကျွန်တော်တို့ရဲ့ question က bear market stance တော့မှာလား bear market စပြီး trigger တော့မှာလား bear market trigger မယ်ဆိုရင်ဘယ်ကိုသွားနိုင်လဲအဲ့တော့လောလောဆယ်ဒီမှာကြည့်မယ်ဆိုရင်9100မှာနေ August လမှာ9100မှာနေ market ဒီပြန်ပြီးတိုးတင်ခဲ့တော့လဲပြန်ပြီး free တာဖြစ်တော့နောက်တစ်ခေါက် bear market လာခဲ့တယ်ဆိုလို့ရှိရင်ဒီအောက်ကဆုံးသည် very much possible ဖြစ်နိုင်တယ်ဒါပေမဲ့လောလောဆယ်မှာအလောက်ကြီးတွန်းချဖို့လို့ကောအစီအစဉ်ရှိလားဆိုတာထက်တွန်းချဖို့လို့အတွက်သူတို့လုပ်နေလားပြန်ပြီးကြည့်အောင်ဒီမှာ data လေးတခုကျွန်တော် pick up လုပ်ချင်တယ်ဘာလဲ sentiment data အဲ့ S&P 500ကိုတမကြည့်မယ်ဆိုလို့ရှိရင် commercial position တွေဒီ S&P 500 short နေသလား hedge fund တွေဒီ positive ဘက်ကိုတမကြည့် negative 3200ကနေပြီးတော့ positive 3200အခုနောက်ဆုံးအပတ်မှာဆိုလို့ရှိရင် positive 8000 they are aggressively buying side ဒီ over interest over 90% too much buying အဲ့တော့ movement ဒီ
ဘာကြောင့်မို့လို့သူတို့ကဘိုင်းနေတာလဲ market rebound လုပ်မယ်ဆိုတာကိုမျှော်မှန်းတယ်ကျွန်တော်လည်း rebound လုပ်မယ်လို့မျှော်မှန်းတယ် okay ဒါရိုးသားဆုံးပြောရရင်ကျွန်တော်ရဲ့expectation ဒီပါလဲဆိုတော့ rebound ကိုကျွန်တော်မျှော်မှန်းတယ်ဒါပေမဲ့နောက်ထပ်ပြီး all time high ကိုသွားဖို့လို့မသွားဖို့လို့သိကြလားဆိုလို့ရှိရင် nobody is sure okay even rating agency တွေကျွန်တော်တို့အများကြီး information ရှိတဲ့ institution တွေတော့မှတယောက်က negative outlook တယောက်ကဟိုဒါဒီခဏ temporary outlook positive outlook တော့ဘယ်သူမှမရှိနေဘူးခေါ်လို့ဆိုမှာဒါပေမဲ့ market bounce ပို့လို့ကိုဝယ်နေကြတယ် so market ထဲမှာဒီနေရာကနေပြီးအောက်ကို short တာဒီပြောရမယ်ဆိုလို့ရှိရင် a little bit risky လို့ကျွန်တော်ယူဆခြင်းတယ်အဲ့တော့ weekly မှာကျွန်တော်တို့ bounce ကိုကျွန်တော်ပို့ပြီးတော့မျှော်မှန်းတယ် bounce ဆိုတာဟိုနောက်ဆုံး maybe decade bounce ဖြစ်အောင်ဖြစ်မယ် I don't know ဒါပေမဲ့လောလောဆယ်မှာကျွန်တော်ဒီ weekly မှာ bounce ကိုကျွန်တော် expectation မျှော်မှန်းတယ်အဲ့ daily မှာကြည့်အောင်ပြီးခဲ့တဲ့ Friday ပြီးခဲ့တဲ့ပတ်ဒီ super ugly week လို့ပြောလို့ရတယ် Monday ကြာတယ် Tuesday ကြာတယ် Wednesday ထိုးတက်ကြည့်တယ် Thursday ပြန်ကြာတယ် Friday မှာတက်တယ်အပေါ်ကြီးမှာပိတ်တယ်အခုဒီနေ့ဘာမှမရှိဘူးအဲ့တော့ market ဒီပါမျှော်မှန်းနေတယ် buyer တွေဒီ bounce ကိုမျှော်မှန်းနေတယ် bounce ထွက်မှာလဲ buyer ကအောက်လို့ရမှာ so ခုနကကျွန်တော်စောပိုင်းပြောခဲ့ပါတော့ဒီပတ်ဒီ trade ဖို့လို့ a little bit ခက်ခဲတယ်ဆိုတော့ဘာကြောင့်ခက်ခဲလဲကျွန်တော်တို့ဒီမှာကြည့်မယ် zone တွေမှာလည်းကြည့်မယ် zone တွေလည်း respect မပေးဘူးဖြစ်ချင်တိုင်းဖြစ်နေတယ် so ကျွန်တော်တို့ short term trade ကိုစာပြီးစဉ်းစားမယ် okay sorry ဒီ line ဖြတ်ခဲ့လိုက်ပြီလို့ကျွန်တော်တင်ခုနက set ထည့်သွားလို့နော် sorry အဲ့တော့ကြည့်အောင်ပြန်ပြီးတော့ကျွန်တော် line လေးပြန်ဆွဲအောင်okay အဲ့တော့ဒါဒီ weekly range ကြည့်ကြရမှာကျွန်တော်မှာ information ကောင်းသိပြီးတော့မရှိဘူးအဲ့တော့4 hour မှာပါဆက်ဖြစ်ဖို့များတယ်ဆက်ပြီး drop ဖို့လို့ပုံများတယ်ဆိုရင်9400အထိတော့9500ခုတော့ပေါ့နော်ကျွန်တော်ဝင်မြင်ထား9100အထိဆင်းထားပြီးတော့9400လောက်အထိက downward လာနိုင်တယ် upside ကိုကျွန်တော် bounce မယ်ဆိုလို့ရှိရင်ဘယ်ကိုသွားနိုင်ကျွန်တော်ဒီဟာဆွဲထားရှင်ဒီ level တွေဒီ upside bounce တော့ကိုကျွန်တော်target ထားနိုင်တယ်so 4 hour candle မှာတိတာ order flow ဘယ်လိုသွားနေလဲတိတာတဲ့ order flow ဘယ်လိုသွားနေလဲပြီးခဲ့တဲ့အပတ်က super buy သွားခဲ့ကြတဲ့အချိန်တွေကိုကျွန်တော်ပြန်ကြည့်အောင် market ဒီနေရာနားမှာနောက်ဆုံးတွန်းခံခဲ့တယ်နော် selling သွားတယ်အောက်ကိုရောက်တယ် seller ကဆက်ပြီးတော့ control မလုပ်နိုင်တော့ပြန်တက်လာတယ် seller control စူးစမ်းတယ် seller ကို try to control 9580ပတ်ချလိမ့်မှာအဲ့ဒါကို market ဒီအားနဲ့ထွက်သွားတယ်အဲ့တော့ control က POC ကဒီမှာရှိတယ် candle ကအပေါ်မှာပိတ်တယ်နောက် candle POC ကိုပြန် dip တယ်ထပ်ပိတ်တယ် this is too ugly long short ဘယ်နေရာတော့ဝင်မလဲ right POC ကျမှဝင်တော့မှ POC ကနေပြီးတော့တော်ကြီး85ကနေပြီးတော့ဟိုဒီအောက်ဆိုရင်63ဒါဒီ institutional player အတွက်ကို trade ဖို့လို့တော်တော်ဒီခက်ခဲတယ် maybe shorter term နဲ့ပဲကျွန်တော်တို့ trade ကြတာဖြစ်ကောင်းဖြစ်နိုင်တယ်5 minute လောက်မှကြည့်အောင်5 minute လောက်မှအဲ့ဒီကျုပ်ဆိုးခဲ့တဲ့နေရာကိုပြန်ကြည့်အောင်ဒီမှာဒီနေရာနော် so candle ဒီတက်စရာရှိတဲ့နေရာကနေဘုံဆိုပြီးတရားယူလာပြီးထောက်တာတရားမှာပါရှိဘာမှလည်းမရှိခဲ့ဘူး seller ကတွေ့တာ seller try to jam in control ဖေးတယ်ပြန်ထောင်းတက်တယ်အဲ့တော့ market ဒီနည်းနည်းပြောရမယ်ဆိုလို့ရှိရင်ဝါးဒီအချိန်လေးကျန်းတယ်လို့ပြောလို့ရတယ် buyer နဲ့ seller နဲ့ဒီအဲ့ရနေပြီနောက်ဆုံးဖောက်ဖို့ကြိုးစားတယ်ဒီမှာ tap တာနဲ့ပြန်ပြီး selling ပြန်ဆင်းတယ် selling ပြန်ဆင်းတယ်အခုဒီနေ့မနေ့ဒီမှာ ranging so not really good ကျွန်တော်ရဲ့အမြင်အရပြောပါဆိုလို့ရှိရင်ကျွန်တော် not really confusing 1 hour time frame မှာကြည့်မယ်ဆိုလို့ရှိရင်1 hour time frame ဒီ target very close target လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ဒီ target ကိုကျော်နိုင်လားမကျော်နိုင်လားဒီ is pretty hard ဘာလို့ market ဒီ target structure ရှိမနေဘူး blackly ကတော့ကျွန်တော်ပဲသွားနိုင်ဒီ yellow zone ဒီကျွန်တော် loss target သွားနိုင်တယ် angle လုံးဝကျွန်တော်မှာ bias angle ဒီအပေါ်ကနေပြီးတော့ကျွန်တော် short ဖို့လိုပဲ
စဉ်းစားလို့ရတယ်လောလောဆယ်မှာ NQ ကို long position အနေနဲ့ကျွန်တော်မမြင်ဘူးဘာလို့လဲဆိုတော့ NQ တဲမှာပါတဲ့ composite တွေအကုန်လုံးတည်တယ်ပြောရမယ်ဆိုလို့ရှိရင်နောက်ထပ်ထပ်ပြီးတော့ weakness ကိုပြဖို့လို့ပုံများနေတယ်ဒီကြားထဲမှာကျွန်တော်တို့earning ပေါ့နော် earning အခြေအနေတွေကလည်းအရင်မှစိတ်ထဲမှာ bullish ဖြစ်ရအောင်လည်းမတွေ့ဘူးโอเคအဲ့တော့ maybe longer term မှာ bullish ဖြစ်အောင်ဖြစ်မယ်ဒါပေမဲ့လောလောဆယ် NQ ဒီ border မှာဒီ sideway မှာစုံကနေပြီးတော့သွားမယ်ဆိုလို့ရှိရင်အပေါ်မှာတော့ဒီစုံလေးရှိတယ်ဒါလေးဒီကျွန်တော်တို့ပြီးခဲ့တဲ့အပတ်တည်းထားတာဒါပေမဲ့လောလောဆယ်ဒီအဝါနဲ့အနေနဲ့ဂျားထဲမှာကျွန်တော်တို့ဒီ another selling တခုကျွန်တော်တွေ့ရနိုင်တယ်အဲ့တော့အဲ့ another selling တော့ကိုပဲမျှော်မှန်းလို့ရတယ်လောလောဆယ်မှာဒီတစ်ပတ်အကုန်မှာတက်မယ်ကြမယ်ဆိုတာအထက်ကိုဒီတစ်ပတ်အကုန်မှာ market နဲ့အတူတူဘယ်ဘက်ကိုလိုက်မလဲဆိုတာကိုကျွန်တော်ပို့ပြီးစဉ်းစားဖို့လိုတယ်အဲ့တော့generally ပြောမှဆိုရင်တော့ဒီ rate decision ကိုကျွန်တော်ကြည့်ဖို့လိုတယ်ပေါ့နော်အဲ့ဒါပဲလောလောဆယ်မှာရှိနေတယ်ဘာလို့လဲဆိုတော့103ဒီမှာကြည့်မယ်ဆိုတော့ this is the very abstract ကြာလာတယ်စင်းနေပြန်တက်တယ်အဲ့တော့တကယ်လို့ပေါ့နော်ဒီအောက်ကိုကြာလာလို့တကယ်ပါရဒါဒီတကယ်ပါရဆိုလို့ရှိရင်ဘယ်ကိုသွားအောင်လဲဟောဒီကျွန်တော်ပြထားတဲ့စုံတော့ကိုဖောက်ပြီးဒီပုံစံသွားမှာဒါကျွန်တော်ဒီအပေါ်ဒါပေမဲ့ဒီလိုမျိုးကြီးတော့ပြန်ဆင်းလာကြရတော့မတွေ့တော့ဘူးဒါပေမဲ့အပေါ်ကိုပြန်တက်ဖို့လို့ chance ဒေါ်လာရဲ့ chance FOMC ဘယ်လို stance လုပ်မလဲပုံပဲမူတည်နေတယ်တော့လို့စေဒီအဲ့မတိုင်ရဲ့အထီတော့ market ဒီတိုင်းပဲချော့ပြီးသွားနေမယ်မျောလင်းနေအနည်းဆုံးဒေါ်လာအနည်းဆုံးအခြေအနေဒီ102,600ဒီလောလောဆယ် option market မှာ102,600အထိကို put option က strike rate ခေါ်ထားတာဖြစ်တယ်။ IT ကိုဆင်းလာနိုင်နေ။ဒါပေမဲ့ so ဘိုင်းမှာကျွန်တော်ဆင်းမယ်လို့မမျှော်လင့်ဘူး။ so ဘိုင်းမှာကျွန်တော်တို့ranging ဖြစ်မယ်လို့ပဲမျှော်နေတယ်။နောက်တစ်ခု 6p contract က GBP weakness ကိုပြနိုင်တာ။ဒါဒီ1 hour chat okay တပတ်လုံးအတွက်ကိုကျွန်တော်ကြိုကြည့်လို့ရတယ်1 hour chat မှာ GBP ဒီ weakness လုံးဝပြမနေပါဘူး GBP ဒီ super strong ပါပြနေပါတယ်ကျွန်တော်တို့ macro ကသွားတဲ့အတိုင်းပဲ grow နေပါတယ်အဲ့တော့ဘာမျှော်မှန်းလို့ရလဲကျွန်တော်တို့ probably likely likely a dip then pause again okay GBP ကျွန်တော်Central Bank ဘာပြောပေါ့ man ကအဲ့လောက်ကြီးတိတ်ပြီးတော့ strong ဖြစ်မနေဘူးအဲ့တော့တစ်ဖက်မှာပြောမယ်ဆို reason ဖြစ်နေတာ哦နောက်ပြီးတော့ဒီ news ကလည်းအခုပြောရမယ်ဆိုလို့ရှိရင်အလှနည်းနည်းနေလာတယ်အချိန်ယူတဲ့နေလာတယ် UK နဲ့ပတ်သက်ပြီးတော့အဲ့တော့အဲ့ဒီဟာတွေအကုန်လုံးဒီ GBP ကို upside ကိုထပ်ပြီးတော့1.3 level ကိုထပ်ပြီးတော့တွန်းတင်ကြည့်အောင်ပဲလို့ပြောမှန်းတယ်ဒီကနေပြီးတော့တက်ဆုပ်သွားပြီးတော့ပေါ့နော်ပြန်ဆင်းသွားတာထက်စားလို့ရှိရင်ဒီကနေထပ်ပြီးတော့တွန်းတင်ကြည့်နေမယ်တွန်းတင်လို့ fail တော့မှသာစုံအောင်ဆုံးမယ်လောလောဆယ်တော့ဒါဒီတွန်းမတင်ရသေးဘူးလို့ကျွန်တော်ယူဆတယ် market ဒီ ranging ဖြစ်နေတယ်အဲ့တော့အကုန်လုံးဒီ decision စောင်းနေတဲ့အနေထားမှာရှိတယ်အဲ့တော့ကျွန်တော်summary ပြန်လုံးဝဒီတွက်ထဲမှာကျွန်တော်တို့interest rate decision တွေ meeting တွေရှိတယ် Fed dot plot တွေရှိတယ်အဲ့ဒါတွေမထွက်ခင်အတွင်းမှာ market ဒီ ranging ဖြစ်နေမယ်အဲ့ဒါပြီးတော့ရှင် market ဒီ super push တွေတွေ့ရလိမ့်မယ်အဲ့တော့ clear direction ရတော့မှ trade ပါဒီတစ်ပတ်ထဲမှာတက်နိုင်သမျှ1 minute လို့ time frame မှာဆင်ပြီးတော့တွေ့တာလေး structure လေးကိုလိုက်ပြီးတော့ scalp တာမျိုးတွေတက်နိုင်မှာရှောင်းစေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ market ထဲမှာကိုကဝင်ထားတဲ့အချိန်မှာCentral Bank ကစကားပြောတယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်လေးဒီချက်ချင်းပြောင်းသွားနိုင်တယ်အဲ့တော့တက်နိုင်သမျှနည်းနည်းလေး larger time frame ဖြစ်တဲ့for 15 minute လို့မျိုးကျွန်တော်ပို့ပြအားပေးတယ်နော် okay အဲ့တော့အားလုံးပဲ thank you ပါဗျာ